Hi everyone, welcome back to another video. ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာတော့ conditional ဖြစ်ပါတယ် conditional ဆိုတဲ့ grammar pattern လေးတစ်ခုဟာအခြေအနေတစ်ခုဖြစ်လို့ရှင်နောက်တစ်ခုဘာဖြစ်မလဲဆိုတဲ့ပုံစံမျိုးလေးနဲ့ pattern လေးကိုစီထားတာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာကျွန်တော်စာအုပ်လေး၃အုပ်နဲ့မိတ်ဆက်ပေးပါမယ်အရင်ဦးဆုံးဟိုးအရင်တော့ကျွန်တော်အပြာရောင်လေးနဲ့ထုတ်ပေးထားတဲ့ road to conversational level ကအခုအနီရောင်လေးအဖြစ်ပြန်လဲပြီးတော့ထုတ်ပေးထားတယ်ပေါ့နော်စာအုပ်လေးရဲ့ pages တွေလည်းနည်းနည်းများသွားပြီပို့ပြီးတော့စုံစုံလေးနဲ့ထည့်ပေးထားတယ်ဈေးလေးကတော့နည်းနည်းလေးပို့ပြီးတော့တိုးထားပါတယ်ပြီးသွားလို့ရှိရင်နောက်တစ်ခုကဒီမှာ English for cutie points ကလေးတွေအတွက်တည်တံ့ထုတ်ပေးထားတာဖြစ်တယ်အထဲမှာဆိုလို့ရှိရင် phonics တွေပါမယ်ဘယ်လိုမျိုးအတန်ထွက်ရမလဲ long vowel short vowel blending အကုန်လုံးပါမယ်နောက်ဆုံးမှာဆိုလို့ရှိရင် flashcard အနေနဲ့ထပ်ပြီးတော့တည်တံ့လက်ဆောင်ထည့်ပေးထားတာဖြစ်တယ်နောက်ဆုံးတစ်ခုက grammar စာအုပ်ဒီကောင်က grammar စာအုပ် grammar ပဲတည်တံ့လေ့လာခြင်းတဲ့လူတွေအတွက်ကျွန်တော် grammar စာအုပ်အနေနဲ့တည်တံ့ထုတ်ပေးထားတယ်အထဲမှာဆိုလို့ရှိရင် grammar plus writing နောက်ကျွန်တော်တို့စာရေးတဲ့လူတွေပါစိတ်ဝင်စားလို့ရှိရင်ဒါဖတ်လို့ရတယ်၊ကင်ထားလို့ရတယ်။ပြီးသွားလို့ရှိရင်နောက်ဆုံးမှာမြန်မာလိုကနေအင်္ဂလိပ်လိုကိုကျွန်တော်တို့ကပြောင်းလဲပြီးတော့ရေးသားခြင်းတဲ့လူတွေအတွက်လည်း exercise လေးတွေအများစွာပါဝင်ပါတယ်။ဟုတ်ပြီ let's get back to our grammar အကြောင်းကိုပြန်သွားမယ်ကျွန်တော်တို့ conditional ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာတွေရှိမလဲဆိုလို့ရှိရင် zero conditional one condition first conditional second conditional third conditional and then fourth conditional fourth conditional ကိုကျွန်တော်တို့က mixed conditional လို့လည်းခေါ်ပါတယ် mixed conditional ကတော့ကျွန်တော်တို့ဒီ intermediate level မှာသိမသုံးရတဲ့အတွက်ကျွန်တော်ခဏလေးဖြောက်ပေးထားပါမယ်ဟုတ်ပြီကျွန်တော်တို့ပထမဆုံးပြောရမယ်ဆို zero conditional ပြောမယ်ဆိုလို့ရှိရင်ရေကိုကျွန်တော်တို့အပူပွေးလို့ရှိရင်အငွေ့ပြန်မယ်အဲ့ဒါမျိုးဆိုလို့ရှိရင် zero conditional လို့ခေါ်တယ် zero conditional pattern က v1 အဲ့လိုပဲမှတ်ထားလိုက်အဲ့ဆိုပို့လွယ် if you heat water it evaporates အဲ့လိုမျိုးဖြစ်ရမယ်ပြီးတော့လို့ရှိရင် first conditional ငါကမင်းကိုဖုန်းခေါ်လိုက်လို့ရှိရင်မင်းကင်လိမ့်မယ်ပြောမယ်ဆိုကင်ကျင်လဲကင်မယ်မကင်ကျင်လဲမကင်ဘူးဒါမှမဟုတ်လို့ရှိရင်မင်းစာကြက်လို့ရှိရင်စာမွဲအောင်မယ်အောင်ကျင်လဲအောင်မယ်စာကြက်ပြီးတော့စာမွဲကြရလူတွေလည်းရှိတယ် likely or possible အဲ့လို situation တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့က first conditional ကိုသုံးတယ်အဲ့မျိုးဆိုလို့ရှိရင်ရှေ့မှာဆိုလို့ရှိရင် verb 1သုံးမယ်နောက်မှာဆိုလို့ရှိရင် future နဲ့သုံးမယ် second conditional ပြောမယ်ဆိုငါကငှက်ကလေးတစ်ကောင်ဖြစ်ခဲ့မယ်ဆိုငါမင်းစီကိုပြန်လာလိမ့်မယ်ပြောမယ်ဆိုငါငှက်လည်းမဖြစ်နိုင်ဘူး impossible စိတ်ကူးရင်ဆန်တဲ့စကားလုံးတွေ sentence တွေကိုဖော်ပြတဲ့အခါမှာဆိုလို့ရှိရင် second conditional ကိုသုံးတယ်သူရဲ့ grammar pattern ကဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင်ရှေ့မှာ verb 2အမှဆိုလို့ရှိရင်ကျွန်တော်တို့က I were a bird I would fly to you အဲ့လိုမျိုးဖြစ်ရမယ်အနောက်ကကျတော့ would black verb 1အဲ့လိုဖြစ်ရမယ်နောက်ဆုံးတစ်ခုကတော့ third conditional ဖြစ်တယ် third conditional ကနောင်တရတဲ့ကိစ္စမျိုးတွေမှာဆိုလို့ရှိရင်သုံးတယ် If I had studied harder I could have passed the exam ငါစာကိုပို့ပြီးစူးစမ်းလို့ရှိရင်ငါစာမွေးအောင်နိုင်တယ်